အခန်းခွန်လောက၌ချမ်းသာခြင်းဖြောင့်ဖက်ခြင်းဝိရိယချီခြင်းရွှေသားခြင်းဟုခေါ်ဆိုသောလက်နက်နီလန်း၃ပါးရှိကြသောသူတို့သည်ကံကြမ္မာကိုအစိုးရကြသောသူတို့ဖြစ်ကြလေသည်၎င်းတို့၌ကြီးပွားချမ်းသာဖြစ်ဖို့ရန်အတွက်အသက်မွေးရန်နီလန်းပညာတစ်ခုသာလို၏ထိုပညာကိုလုံလောက်စွာမရသေးမီအနေငယ်စင်းရဲညဉ့်ညင်ခြင်းများသည်အမြဲမလွတ်နိုင်အောင်ချိန်နှောင်ထားသောထိတ်တန့်ကြုံများမဟုတ်သဖြင့်မကြမီလွန်မြောက်ရမည်မလွယ်ဧကံဖြစ်နေသည်အသက်မွေးရမွေးကြောင်းပညာများမှလည်းမိသည့်ပညာမဆို3နှစ်5နှစ်များသင်ကြားပြီးလေပိုင်ပိုင်နိုင်နိုင်တက်ကြွနိုင်လေသည်မောင်နေဝင်းသည်ထိုအကြောင်းကိုကောင်းစွာသိသူဖြစ်သောကြောင့်လူပြိုလူရွယ်ပင်ဖြစ်စေကမူချိုးချံစွာဝတ်စားလျက်အလုတ်ကိုချိုးကုပ်စွာလှုပ်ရှားပြုလေဆိုတန်သောအဖော်များသည်ကအဘဲကိုယောက်ျားမည်မသိရချင်းပြက်လင်းစိပြင်းလင်းခဏဆိုသောစကားအရာမကောင်းသောမိတ်ဆွေများနှင့်ပေါင်းတင်လျက်ပြည့်စည်သောဘဝသို့ရောက်ခဲ့တော်လဲခရီးလမ်းမလုံးအရွယ်လဲမကုန်သေးသူဖြစ်ရကမိမိရဲ့အခြေအနေကိုကောင်းစွာသတိရလျက်မကောင်းသောဖော်တို့ကိုနောက်ထပ်၍မတွေ့ရအောင်ရှောင်ရှားကတခုသောပဒိန်ပိုတွင်အလုတ်သိမ်းရင်အခိုင်စေကိုခံ၍နေလေထိုကဲ့သို့သောနေရာတွင်အဝိဇ္ဇာများမှလဲလဲယုံမြတာရှိရာလုံချီဝတ္တုမှဟောဒီတထဲဒီတထဲဖားတဲ့တထဲဒင်းတထဲဆိုသောစကားတိုင်းတထဲကိုလျှော်တထဲကိုဝိတထဲကိုခောက်၍ထားရလေသည်တို့ပင်စင်းရဲညတော်လဲမောင်နေဝင်းကိုယ်တိုင်အဘယ်အခါမှမတတ်မရှင်သောဝိကိုမတွေ့ရသည်မှာစင်းရဲခြင်းနှင့်တန့်ရှင်းခြင်းသည်ဝိရောဓီမဟုတ်ကြောင်းကိုသိရလေသည်ရန်ကုန်မြို့နောက်ပိုင်းထင်ပေါ်ကျော်စားသောဗဒိန်ဆရာကြီးဦးကင်းသည်တပည့်လက်သားအမြောက်အများတို့နှင့်ရွှေတယ်ငွေတယ်ကြောက်တယ်မကြံအောင်တွင်ကျဲစွာလောက်ကိုင်းရောင်ချထင်ပေါ်ကျော်စောသူတယောက်ဖြစ်လေ၎င်းဆရာကြီးဦးကင်းသည်လွန်စွာဖြောင့်မတ်ဖြူစင်သောစိတ်သဘောရှိလျက်အများလူတို့ရဲ့ယုံကြည်ခြင်းခံရတဲ့အပြင်များစွာသောတပည့်တို့၏ကြီးညိုလေးမြတ်ခြင်းကိုခံရတဲ့သူတယောက်ဖြစ်လေသည်မောင်နေဝင်းသည်ထိုဆရာကြီးထံတွင်တပည့်ခံကခိုင်းစီသမျှခိုင်းသမျှကိုလှုပ်၍နေလေဆရာကြီးကင်းသည်မောင်နေဝင်းရဲ့အကြောင်းကိုကောင်းစွာမသိမိကခက်ခွာခွာကလေးစိတ်ခိုင်းနောက်တဖြည်းဖြည်းရိုးသားဖြောင့်မတ်သောစိတ်ရှိကြောင်းကိုသိလိုက်ရသောအခါရွှေငွေရနာတို့ကိုဂိုင်းစီလျက်ပညာကိုစူးစမ်း၍တံမြောင်အောင်လောက်ကိုင်းသင်ကြားပြီးရန်အချိန်ကိုပေးလေသည်မောင်နေဝင်းသည်လူစုံများနဲ့နေခဲ့စဉ်ကအနှဲငယ်စိုးတန်းသောအမှုများကိုပြုခဲ့မိပေးလိမ့်မည်သို့တော်လည်းနှောင်ရှိကိုမြုံ၍တန်ဝေကရတဲ့အခါမူလစိတ်၍လွန်စွာညံ့ဖြင့်သူမဟုတ်သောကြောင့်မိမိရဲ့စိတ်ကိုကောင်းစွာနိုင်လျက်လူကောင်းတစ်ယောက်ဖြစ်၍နေလေရင်းကဲ့သို့နေလျာတနေ့ကျော်ခံကြသောအခါအလောတော်တန်နာလျက်အတော်တန်သုံးဆွဲဖို့ရန်ဆရာကချင်းမြောက်သဖြင့်အသေးမွေးအတောင်လက်အတော်ကလေးတောက်ပြောင်၍လာလေသို့ပင်တောက်ပြောင်၍လာတော့လေစိတ်လက်ပြောင်းလဲခြင်းမရှိဆရာသမားကိုမိဘတပွဲယူသည်လျက်ဝတ်ချီအောင်အမြဲပြုလုပ်လေရှိလေလူပုံလူသွေးမှလည်းတိုး၍ခံရလျက်အရက်မောင်ကောင်း၍လူလုံးလူထဲဖြောင်းဆင်းပြီးလေရှင်ကြီးလာပါသူတယောက်ဖြစ်၍လာလေဆရာကောင်းကြီးတပည့်ဖြစ်သောကြောင့်အပြောဆိုအမှုရာမှစား၍အစာစားရ၌လွန်စွာဖော်၍လျက်ဂုံတရင်နှင့်ကြီးစုံသောယောက်ျားတစ်ယောက်မမကြီးဖြစ်၍လာလေသို့တော်လည်းမောင်နေဝင်းမှာအခြားအလုပ်သမားကလေးများကဲ့သို့မိမိရဲ့ကိုယ်အခါခတ်သိမ်းလာပေါင်းပြပြ၍နေသူမဟုတ်သူလွင်သောအဝင်းများကိုအရေးရှိမှဝတ်သက်သောသူတစ်ယောက်ဖြစ်လျာကမိမိမှာလာတလောက်မထင်ရှားရှိသို့တော်လည်း၎င်းရဲ့ခြေလမ်းတောက်ပါသောမျက်လုံးဖြူစင်သောမျက်နှာညင်ညာသောသွားထင်ပေါ်သောနာတဲ့ရှည်လျားသောစပင်တို့မှာအသေးချာကြည့်ပြီးလင်ပကြီးပပူးတို့နမူနာယူလောက်သောရုပ်စင်ကြံဖြစ်လင်၎င်းရဲ့ဖော်ဖြစ်သောလူဆိုးပါတော်နှင့်ပါကျော်တို့ပေါ်၌အထက်ထက်ကအခါခါဩဇာရှိခဲ့သည်မှာလည်းယောက်ျားပိသားသောအတန်းနှင့်ကိုဟန်ကြောင့်ပင်ဖြစ်လေဆရာကြီးဦးကင်းသည်လည်းမောင်နေဝင်းရဲ့ရုပ်ရည်ဟန်ပတ်စိတ်ဉာဏ်စွမ်းတို့ကို၎င်းဆရာ၏အလိုကိုထိသက်သူဖြစ်သောကြောင့်တကြောင်များစွာအလေးပြုပြ၍မညှိုးငယ်ရအောင်ထားလေအခါများစွာသာယေတနာစိန်ချောက်တို့ကိုအခြားကုန်သည်များထံသို့၎င်း
အထာသူအထေရှင်တန်ထို့၎င်းတွားရောက်ပို့ပေးရ၏အခါများစွာမှလည်းစိတ်ထဲကြောက်ထဲတို့ကိုပြောဆိုရောင်းချသဖြင့်ပွဲကားရသည့်အခါမိမိမတုံဆွဲပင်ဆရာကိုတော်၎င်းဆရာကတော့မက်ရွှေရဲ့လက်တော်၎င်းပေးသဖြင့်၎င်းကိုတူရင်သားရင်ပမာခင်မင်းလက်တအုံမြတ်တာတအုံမှဆိုသောစကားအရာအပြန်လက်ချစ်ခင်ကြလေဆရာကတော့မက်ရွှေသည်လည်းမောင်နေဝင်းအဝိစာမညှိုးနွမ်းရအောင်ထားလေထို့ဖြင့်မောင်နေဝင်းရဲ့စိတ်နှင့်သဘောထားကောင်းမြတ်သည်ကိုယုံကြည်ကြလျက်မောင်နေဝင်းလည်းပဲသွားတဲ့အခါအဘေကိုသွားသည်အဘေကြောင့်သွားသည်အဘေကြောင့်အလုပ်ကိုကောင်းကောင်းမလုပ်သည်ဒီမိကုံမျိုးကိုမမေးပဲစိတ်ညှို့ညင်စင်းရခြင်းဖြင့်မိမိရှိဘွားကမိဟောင်ပအောင်နဲ့တွေ့ရတဲ့ကဲ့သို့လွတ်ကင်းချောင်ချီစွာကိုယ်အိမ်ရကဲ့သို့ပိုင်စုံပိုင်နေရလေမောင်နေဝင်းသည်မထင်ရှားသူတယောက်ဖြစ်တော်လေလူဘဝတွင်ထင်ရှားသောအခြေအနေသို့ရောက်လိုသောဆန္ဒသည်လွန်စွာကြီးလျက်ငယ်စဉ်ကပင်ပညာကိုကောင်းစွာမသင်ခဲ့ရတော့လေကုံတွက်စီတွက်ရွှေတွက်ကြောက်တွက်စသည်တို့ကိုမိမိဘာသာစာအုပ်များကိုဝယ်ရှုဖတ်ရှုသင်ကြားသဖြင့်ကောင်းစွာထမြောက်သူတယောက်ဖြစ်လေ၎င်းဖြင့်ခေတ်ကာလပညာတို့သည်အပေများလောက်အသုံးဝင်သည်ကိုသိလျက်အင်္ဂလိပ်စာအုပ်များဝယ်ယူသင်ကြားတတ်သူတို့ကိုရန်ဖန်ရန်ခအားထားမေးမြန်းခြင်းဖြင့်ယခုကအင်္ဂလိပ်စာအပြောဆိုရေးသားမှ9တန်း10တန်းဘာသာကလေးများတက်မြောက်လေပြီမိမိရဲ့အဖော်လူဆိုးများနှင့်꿰၍နေသည်မှာ3နှစ်ခန့်ကြာလေသည်ထို့3နှစ်ချိန်သည်မိမိကိုလူလာမြောက်စေသောအချိန်ဖြစ်၍ဆရာသမားကိုလွန်စွာချီးဆိုသည်မိမိရဲ့စိတ်သည်လည်းရှေ့ထက်ထက်ကနေမတူပြောင်းလဲခြင်းကြီးစွာဖြစ်လေရှေ့ထက်ကျော်ကာလကငယ်ရွယ်စဉ်ခါမှစ၍မိမိပေါ်၌ချစ်ခင်ကျင်နာသူနှဲပါ၍ကမ္ဘာလောကတစ်ခုလုံးကိုမုန်းထိုင်ယခုမှဆရာခင်းနှင့်ဆရာကတော်မက်ရွှေတို့ရဲ့ကျင်နာခြင်းကျေးဇူးဖြင့်လူပြည်၌လူကောင်းတစ်ယောက်ဖြစ်မြောက်နိုင်ပြီတည်းဟူသောကျေးဇူးကိုတွေ့တော့ကလူပေါင်းမှုပေါ်၌ချစ်ခင်သောစိတ်ရှိလေလူမြင်ရင်ချစ်တတ်သောကြောင့်အများမိတ်ဆွေတငယ်ချင်းတို့ရဲ့ချစ်ချင်းကိုလည်းများစွာခံရသူတစ်ယောက်ဖြစ်လေတနေ့သား၌ဆရာကင်းသည်စိန်ဝဲလိုသူမင်းကတော်တယောက်ထံသို့မောင်နေဝင်းကိုစိတ်များနှင့်လွတ်လိုက်သဖြင့်3000ဘိုးသားရှိသောစိတ်များကိုဆောင်ယူကမောင်နေဝင်းသည်မွန်လဲချိန်တွင်ထွက်သွားလေသူရတွင်ရီထံမှရရှိသောလက်ဆောင်စားစရာကလေးများထဲသောဖားကလေးကိုဂတိဘာနာကိုရန်ချမ်းစီခြင်းရှိသဖြင့်ထိုဖားကလေးကိုယူ၍သွားလေမောင်နေဝင်းထွက်သွားသောအခါဆရာကင်းဆရာကတော်တို့သည်ကြောက်ပုံတဲ့ကိုချန့်ဆိုသူနဲ့လက်ဖက်ရည်တောင်းရင်စကားပြောနေကြလေကိုချန့်သည်ကြောက်ကုန်တဲ့လို့တော့လဲယုံကြည်တဲ့သူမယုံကြည်တဲ့သူတို့ကိုဝေဖန်သိရှိတတ်သူမဟုတ်စင်စင်အဖြစ်ကိုကကျူကိုတူတော်မယုံရဟူသောစကားကိုတထစ်ချယုံကြည်ထားသူတယောက်ဖြစ်လျက်က၎င်းရဲ့လို့သည်ကြီးပွားတဲ့တလောင်မချီပါပဲနေလေ၎င်းသုံးသားတို့စကားပြောကြရာတွင်တစားတစားမောင်နေဝင်းကြောင့်ရောက်သွားကြလေဆရာခင်းကဘယ်နဲ့လဲကိုချမ်းရဲ့ကျုပ်တို့မှတာသမီထောက်ခံမရှိရနဲ့နဲ့များမလို့ရတဲ့သားပါပဲဆရာကတော်ကလည်းမှန်ပါတယ်ရှင်သူကလေးတယောက်ရှိပြီလို့အရာရာမှမျက်နှာလွှဲရတာပဲကျေးဇူးလည်းတင်ပါရဲ့အရင်ရောက်ခါစားတော့ကျမတော်ရုံသဘောထားရပါပဲအခုတော့သူ့သဘောကလေးကဖြူဖြောင်းပြီးကိုယ်ပဲမိဘလိုအကူရှာလီတော့တားရင်လိုသဘောထားရတာပါပဲသဘောထားရုံမကအခုတော့တားရင်အောင်ဖြစ်နေပါပြီကုချန်ကစင်စင်စားစားခေါင်းကြီးနဲ့သူကလေးကအပြောဆိုအကြံစီစိတ်နေသဘောထားကလေးကောင်းပါရဲ့တိုးတော်လဲဝမ်းရမလွယ်တားမမဲတဲ့ငငယ်ကနှုတ်တိုက်ပြီးငွေရအောင်ကြီးလို့တားရင်မဟုတ်ချောင်းသိရင်စိတ်ပြောင်းတတ်တယ်ကေဒီမတာနှုတ်ပုံစားတဲ့မောင်နေဝင်းတို့လိုချီမှငွေရတာကိုတော့ဘာပြောစရာရှိမလဲချင်းနဲ့ချောင်းနဲ့လူပူတောင်းမကဲကောင်းဘူးဆိုတဲ့စကားရှိရဲ့သူ့ကြောင့်မကောင်းပြောရတော့မဟုတ်ပါဘူးအယုံကြည်တဲပြီးမလုံရအောင်မိတ်ဆွေကောင်းသဘောတိုင်းတတိပေးလိုက်တာပါပဲထို့ကဆရာကတော်ကဒီလိုပြောတာကျေးဇူးတင်ပါရဲ့ရှင်တကယ်ဆိုတော့သူ့စိတ်ကိုသိနိုင်တာမှမဟုတ်ပဲကိုအခုနေမှဖြင့်အင်မတန်ကြီးတော်ရပါပဲဆရာခင်းကလည်းတော်ပါတယ်ကိုကျန့်ပြောရလဲဟုတ်ပါရဲ့တိုးတော်လဲကျုပ်သားတော့စိတ်ချလောက်တဲ့တားတယောက်ပါပဲ
ဆရာကင်းတီလေဤသူနိုင်မဆိုအကောင်းကိုရှာ၍မရမှအဆိုးကိုမြင်တတ်သူဖြစ်လေကဘာပေါ်၌ရှိသမျှသောလူတို့ကိုမိမိကဲ့သို့ယုံကြည်သဘောထားတဲ့သူတစ်ယောက်ဖြစ်သောကြောင့်တစ်ချိန်နှစ်ချိန်အလိမ်ကောက်ခံခဲ့ရဘူးတော့လေတတိမယသည့်သဖြင့်ကိုချန့်ပြောသောစကားများကိုနားမဝင်နိုင်အောင်ရှိလေကိုချန့်ကဒီလိုစိတ်ချရတဲ့သားတယောက်ကိုရချင်းကလည်းခံကောင်းခြင်းရဲ့အရေးနမိတ်ပါပဲကျုပ်လည်းဝန်တာပါတယ်သို့တော့တတိဆိုတာလွန်နေလို့မရှိနိုင်ဘူးဆရာကင်းကတော့အကြီးကျယ်ပစ္စည်းလောင်အလိမ်ကောက်မခံရသေးလို့အခုလေဝင်းနဲ့3သိန်းရှင်ဖြစ်လေတော့တေကြီးကျူထားရမရှိဘူးဂိုင်းစကားလေးပြောကောင်းရဲ့သွားစရာလမ်းကလေးရလေးရှိသေးတယ်အယောင်းဝင်များလဲဒေးပြီးရဟန်မကြပါဘူးဗျာဟို၍ကိုချမ်းကညင်ညူကထွက်သွားလေကိုချမ်းထားသွားတော့အခါမက်ရွှေကမင်းငေါ်လျက်ကဘာပေါ်မှာသူယုံကြည်တဲ့သူတယောက်မှမရှိဘူးဟုပြောလေဆရာကင်းကလည်းစိတ်ကောင်းသဘောကောင်းနဲ့ပြောရှာတာပါပဲမက်ရွှေကလည်းပြောပြီးတဲ့တော့လူကြည့်ပြီးတော့ပြောပါလားမောင်နေဝင်းကိုမယုံကြည်ရဘူးလို့ကျမရှိမှလာပြောရတော့မခံနိုင်ပါဘူးဒါကြောင့်သူ့မှာကောင်းစားနေရသူနဲ့ဘယ်လိုဆက်တဲ့လူရှိသလဲဟို၍မက်ရွှေကပြောလေ